အရေးသားကောင်းလွန်ထိမိလွန်ပြီးအမှန်တရားဘက်ကရက်တီသူတွေအတွက်တွန်းအားဖြစ်စေလွန်းတဲ့ဒီပညာတတ်အောက်တန်းစားဆိုတဲ့ဝတ္ထုတိုလေးကြောင့်အမျိုးသားစာပေစုရစာရေးဆရာကြီးဦးတင်ညွန့်တယောက်အဆိုပါဝတ္ထုတိုလေးကိုသူဤ Facebook ပေါ်တွင်တင်ခဲ့ပြီးတပတ်အကြာတွင်အသက်82နှစ်အရွယ်ရောက်မှမတရားဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။ဒီလိုမျိုးဝတ္ထုကိုဒီလိုမျိုးခေါင်းစဉ်နဲ့ရေးသားရင်အဖမ်းခံရနိုင်သည်ကိုကျောင်းဆရာအငင်းစာစာရေးဆရာကြီးကမစင်းစားတက်၍မဟုတ်ပါအဖမ်းခံပြီးရေးသွားသည်ဟုလေးလေးနက်နက်ယုံကြည်မိပါတယ်။ဒါကြောင့်ဆရာကြီးရဲ့စွန့်လွတ်အနှစ်နာခံမှုများကိုပုံမှုအကျိုးရှိစေရန်ဆရာကြီး၏ပညာတတ်အောက်တန်းစားဝတ္ထုတိုလေးကိုဝေမျှပေးကြပါလို့တိုက်တွန်းပါရစေ။ဆရာကြီးမတရားဖမ်းဆီးချုပ်နှောင်ခံနေရခြင်းမှာအမြန်ဆုံးဘေးမတည်ရမခပြန်လည်လွတ်မြောက်နိုင်ပါစေ။ပညာတတ်အောက်တန်းစားရာသီဥတုကအလွန်ပူလာသည်ကျွန်တော်ကကွန်ပျူတာနဲ့စာရေးနေသည်လက်တွေမှာချွေးတွေစီးကျလာသည့်အထိပူပြင်းလာသည်ရေထားတောက်ပြီးနောက်ပလက်ကလထိုင်တွင်ခိတ္တနားရန်ထိုင်လိုက်သည်မောင်ကျော်စွာကဆရာမကြီးဖြော့ရည်လေးတောက်မလားကောင်းတာပဲတွားထဲပါမင်းလက်တော့လေမောင်ကျော်စွာကမကြီးဖြော့ရည်နှစ်ခွက်ထည့်လာပြီးကျွန်တော်ကိုတစ်ခွက်ပေးသည်ကောင်းလိုက်တာကွာဆရာညကလေးကစိန်ထားတာလားအေးကွာဒီယာဒီနဲ့အလွန်လိုက်ဖက်တဲ့ဖြော်ကြီးပဲကွာဒါနဲ့မင်းဘာတွေဖတ်နေရလဲကျွန်တော်ကလူတစ်ယောက်ကိုကြည့်ပြီးစိတ်မကောင်းလို့ပါဆရာဘယ်သူများလဲကွာမောင်ကျော်စွာကသူ့ဖုန်းထဲတွင်ကြည့်နေသည့်ပုံတစ်ပုံကိုပြသည်ကျွန်တော်ကကြည့်လိုက်ပြီးဒါမျိုးတွေကမဆန်းပါဘူးကွာရှိနိုင်ပါတယ်ဟုတ်ပါတယ်ဆရာရှိတော့ရှိနိုင်တာပေါ့ဒါပေမဲ့နှမျောလို့ပါဆရာနှမျောဖို့မလိုဘူးမောင်ကျော်စွာနှမျောဖို့မကောင်းတဲ့သူတွေကိုမင်းကလိုက်ပြီးနှမျောနေတာကမင်းလည်းနှမျောစရာကောင်းတဲ့ကောင်ဖြစ်သွားလိမ့်မယ်အဲ့ဒီလိုလူမျိုးတွေကိုလစ်လျူရှူထားလိုက်ကွာကိုယ်စရင်နဲ့လာထုတ်ပြစ်လိုက်မင်းကိုတရုတ်ဆောင်မင်းသားကြီးမော်ဂန်ဖရီမန်ပြောတဲ့စကားလေးတခွန်းပြောပြခြင်းနဲ့နားထောင်ဟုတ်ကဲ့ပါဆရာ Stupid is knowing the truth seeing the truth but still believing the lies တဲ့ကွာနားလေလားအမှန်တရားကိုသိလျက်မြင်လျက်နဲ့မူသားကိုဆက်လက်ယုံကြည်နေသူကို stupid လို့ပြောတာမဟုတ်လားဆရာ stupid ကိုဘာသာပြန်လေကွာ stupid ကိုကျွန်တော်သိတာကငထုံငထိုင်ငပေါ်လူမိုက်လို့ပဲသိတာဆရာ Freeman ဆိုလို့တဲ့ stupid ဆိုတာကအဲ့ဒီလိုသဘောဖြစ်မယ်မထင်ဘူးဒီထပ်ပို့ပြီးလေးနံမယ်ထင်နေဆရာမှန်နေမောင်ကျော်စွာ Freeman ပြောတဲ့ stupid ဆိုတာ IQ နေနေတဲ့ဘောစာမတက်တဲ့သဘောကိုပြောလို့တာမဟုတ်ဘူးကွာစာတက်ပညာတက်ပြီးအုတ်တန်းကြကြအသိဉာဏ်ကင်းမဲ့သူလို့ပြောတာဒါဆိုရင်ကျွန်တော်ဒီလိုပြောကြည့်မယ်ဆရာအမှန်တရားကိုသိလျက်မြင်လျက်နဲ့မူသားကိုဆက်လက်ယုံကြည်နေသူသည်အောက်တန်းကြသည့်အသိဉာဏ်ကင်းမဲ့သူဖြစ်သည်ဆိုရင်ရမလားဆရာကြောက်လို့လက်ခံလိုက်တာမျိုးပေါ့အမှန်တရားကိုကြောက်လို့လက်ခံတာလားမမှန်တာကိုကြောက်လို့လက်ခံတာလားဆရာငါတို့အခုပြောနေတာမမှန်တာကိုကြောက်လို့လက်ခံတာလေကွယ်အမှန်တရားကိုလက်ခံလိုက်ရင်နောက်မှာတစ်ခုခုလုပ်ဖို့တာဝန်ရှိလာတယ်ဒီတော့တာဝန်ယူမှုတာဝန်ခံမှုမရှိချင်သူတွေကလိန်ညာမှုကိုပဲဟုတ်ပါဖရားမှန်ပါဖရားလုပ်နေကြတာမျိုးတွေဖြစ်လာနိုင်တယ်တနည်းပြောရရင်ကွယ်အလိန်အညာတွေရဲ့နောက်ွယ်မှာပုံနေရတာကိုပဲဘေးကင်းတယ်လို့ယူဆလာကြတာမျိုးပေါ့ဟုတ်တယ်ဆရာဒီအချက်ကိုတော့ကျွန်တော်ကြိုက်တယ်အမှန်တိုင်းလုပ်ရင်ပိုတာဝန်ကြီးနိုင်တာကြောင့်မမှန်တာတွေနဲ့ပဲရေလိုက်ငါးလိုက်နေလိုက်တော့မယ်ဆိုတာကျွန်တော်တို့လက်တွေ့ရင်ဆိုင်နေရတာပဲဆရာနောက်တစ်ချက်ကအုပ်စုလိုက်စိတ်တက်ကြောင့်အမှားကိုအမှန်လို့လက်ခံလိုက်ရတာမျိုးတွေလည်းဖြစ်နိုင်တယ်ဆိုလိုတာကကွာသူ့ပတ်ဝန်းကျင်မှာရှိနေတဲ့လူတွေအားလုံးကအမှားကိုအမှန်လို့ပြောနေရင်သူ့အမြင်ကအမှန်ဖြစ်နေတာတောင်မှတယောက်တည်းဖြစ်နေမှာစိုးရင်လို့အုပ်စုကြီးနဲ့ရောပြီးလိန်ညာတာတွေကိုယုံချင်အောင်ဆောင်လိုက်ရတာမျိုးပေါ့ဟာဒါကတော့အတော်လေးဆိုးတယ်ဆရာနောက်ရှိသေးတယ်လူတချို့ဟာမိုက်မဲလွန်းလို့အလိန်ညာတာတွေကိုယုံနေကြတာမဟုတ်ဘူးဆိုတာပဲကွာဘလို့ကြီးလဲဆရာအဲ့ဒီလူမျိုးတွေကတော့ရှင်တန်ရေးပြူဟာကြောင့်ယုံကြည်ခြင်းအောင်ဆောင်ရွက်ရတဲ့လူမျိုးတွေကျွန်တော်နားမလည်ဘူးဆရာအမှန်တရားကိုပြောလိုက်ရင်အသက်အန္တရာယ်နဲ့ရင်ဆိုင်ရနိုင်တဲ့အနေအထားမျိုးတွေမှာအလိန်ညာကိုပဲယုံကြည်ပြနေရတဲ့လူမျိုးတွေလည်းရှိနိုင်တယ်လို့ပြောတာအဲ့ဒီလိုလူမျိုးတွေကိုတော့လူမိုက်တွေလို့ပြောရမလားဘေးရှောင်တက်တဲ့သူတွေလားလို့ပြောရမှာခက်တယ်ဒါပေမဲ့အဲ့ဒီလိုရောင်ဝါးဝါလူမျိုးတွေဟာကြာလာရင်တော့
ကိုယုံကြည်မှုအမှန်တရားကိုပြန်ပြီးတော့ဖျက်ဆီးသူတွေဖြစ်လာတတ်တယ် ဆရာပြောတဲ့ရှင်တန်ရည်ပြူပါဆိုတာဖာလေးဆရာ survival mechanism ကိုပြောတာကွာလူတိုင်းဟာရှင်သန်နိုင်ရေးအတွက်အမှန်တရားကိုဖုံးကွယ်ပြီးလိမ်ညာမှုကိုဟန်ဆောင်လက်ခံလာကြရင်အမှန်တရားဆိုတာကိုယ့်အတွင်းမှာရှိတာတဲ့အပြင်ကဧည့်သည်ဘဝရောက်သွားတတ်တယ်အမှန်တရားကိုဘယ်တော့မှမပြောရတဲ့အခါနောက်မျိုးဆက်တစ်တွေအတွက်အမှန်တရားဆိုတာဘာလဲဆိုတဲ့စစ်မှန်တဲ့သရုပ်ကိုမှတ်မိဖို့ခက်ခဲသွားနိုင်တယ်အလိမ်ညာတွေကိုထောက်ခံလွန်အားကြီးရင်အမှားကြအမှန်ဖြစ်သွားနိုင်လို့အန္တရာယ်ကြီးတယ်ဒါကြောင့်အမှန်တရားကိုဖော်ထုတ်ပေးနိုင်တဲ့သူတွေရှိဖို့လိုတယ် ပညာတတ်တွေဖောက်ပြန်ရင်ကြောက်စရာကောင်းနေဆရာတိတိကြီးနဲ့အလိမ်ညာတွေမှာတာယာနေကြတာကိုဆရာဖာပြောမလဲ ဒါကတော့နှစ်ပိုင်းရှိတယ်ကွာတချို့သူတွေကအခွင့်အရေးကိုစောင့်ဖို့မိသားစုကိုကာကွယ်ဖို့ဆိုပြီးခဏတစ်ဖြုတ်ထောက်ခံပြသူတွေလည်းရှိနိုင်တယ်ဒါကို tactical submission လို့ခေါ်တယ်ပြောရရင်ကွာ view ဟာမြောက်တူးထောက်သူတွေပေါ့သူတို့စိတ်ထဲမှာအမှန်တရားကိုလက်ခံမိမယ်ရှင်သန်နိုင်ရေးအတွက်တူးထောက်သွားတာဒါကိုလည်းအကောင်းမြင်ပြီးလို့မရဘူးမောင်ကျော်စွာ ဘာဖြစ်လို့လဲဆရာ တူးထောက်ပါများရင်မတ်တက်ရရမယ်နီလန်ကိုမိသွားနိုင်လို့ပေါ့ နောက်တစ်ပိုင်းကရောဆရာ နောက်တစ်ပိုင်းကတော့အဲ့ဒီလိုဒူးထောက်သူတွေကိုယ်တိုင်ကကိုချင်းတရားပိုင်းမှာယိုယွင်းနေလို့ပဲအဲ့ဒါကို moral erosion လို့ခေါ်တယ်ကိုယ်တိုင်ရှင်သန်ဖို့ထက်ကောင်းစားဖို့ကိုတွက်ပြီးလိမ်ညာမှုကိုဖက်တွယ်လိုက်ကြတဲ့သူမျိုးတွေပေါ့အဲ့ဒီလိုလူမျိုးတွေဟာအမှန်တရားကိုတိတိကြီးနဲ့တက်ပစ်လိုက်တဲ့သူတွေလို့ပြောရမယ်သူတို့ကိုပူးပေါင်းကြံစည်တဲ့ကြံရပါတွေလို့တောင်ပြောနိုင်တယ်သူတို့ကိုလူလိမ်နေထက်ပိုပြီးကြောက်စရာကောင်းတဲ့သူတွေလို့ပြောရမယ် အမှန်တရားကတော့ဘလို့ပဲလိန်ညာဖုံးကွယ်ပါစီမပြောင်းနိုင်ပါဘူးဆရာ မှန်တယ်ဒါကြောင့်လေအမှန်တရားကိုဖတ်တွေ့ထားတဲ့သူတွေပျောက်ကွယ်ကောင်းပျောက်ကွယ်နိုင်တယ်ဒါပေမဲ့အမှန်တရားကတော့ဘယ်တော့မှမပျောက်ကွယ်နိုင်ဘူးအမှန်တရားတွေမပျောက်ကွယ်ရအောင်မျိုးဆက်အစင်းစင်းလက်ဆင့်ကမ်းသွားသူတွေရှိဖို့လိုတယ်မင်းတို့လိုလူငယ်တွေရှိနေတဲ့၍အမှန်တရားကဆက်ပြီးရှင်သန်နေမယ်လို့ငါတို့ယုံတယ် စိတ်ချပါဆရာစာရေးသူဆရာတင်ညွ16/4/2026ဆရာကြီးအမြန်လွတ်မြောက်နိုင်ပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်အဆုံးအထိနားဆင်ပေးခဲ့ကြသူများကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ဆရာကြီးအတွက်အားလုံးရဲ့ဆုတောင်းတွေရောက်ရှိစေဖို့အားလုံးဝိုင်းဝန်းဆုတောင်းပေးကြပါရှင်